Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့တော့ English idioms in use intermediate level idioms တွေကိုကျွန်တော်တို့ unit 1ကနေစပြီးတော့ကျွန်တော်တို့သင်မှာဖြစ်ပါတယ်အဲ့တော့ unit 1ကတော့ပထမဆုံး what are idioms အဲ့တော့ idioms ဆိုတာကဘာတွေလဲတဲ့အဲ့တော့ idioms ရဲ့ meaning ပေါ့နော်အဲ့တော့ number section A ကိုအရင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က idiom နေဆိုတာကတဲ့ idioms are expression which have a meaning that is not obvious from the individual words အဲ့တော့ကျွန်တော်တို့က idiom ဆိုတာကအသုံးအနှုန်းတွေဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့စကားလုံးကိုဓာတ်ရိုက်ကြည့်လိုက်တာနဲ့ကျွန်တော်တို့ကမမြင်နိုင်တဲ့သူ့ရဲ့အဓိပ္ပာယ်ကိုမမြင်နိုင်တဲ့အသုံးအနှုန်းတွေဖြစ်တယ်အဲ့တော့ for example ဥပမာအနေနဲ့ဆိုရင် the idioms the idiom တစ်ခုပေါ့နော် drive someone round the bend means make someone angry or frustrated အဲ့တော့ drive someone round the bend ဆိုတဲ့ idiom ရဲ့တကယ်အဓိပ္ပာယ်ကကျွန်တော်တို့က make someone angry တရားရောက်ကိုစိတ်တူအောင်လုပ်တယ်စိတ်ပြတ်အောင်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ် but we cannot know this just by looking at the words အဲ့တော့ကျွန်တော်တို့ဒါကိုဒီစကားလုံးပေါ့နော် drive someone round the bend ဆိုတာကိုကြည့်လိုက်တာ ਨੇ မမြင်ရဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီစကားလုံးမှာကကျွန်တော်တို့ကတခုမှလည်း angry အကြောင်းလည်းတခုမှပြောမထားဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က idiom နေလို့ခေါ်ပါတယ်အဲ့တော့ idiom နေဆိုတာကကျွန်တော်တို့စကားလုံးတွေကိုကြည့်လိုက်တာ ਨੇ သူ့ရဲ့ meaning ကိုတိုက်ရိုက်ဘာသာပြန်လို့မရတဲ့စကားလုံးအတွဲတွေကိုကျွန်တော်တို့က idioms လို့ခေါ်ပါတယ်The best way to understand an idiom is to see it in context. အဲ့တော့ an idiom တစ်ခုကိုနားလဲဖို့အကောင်းဆုံးနည်းလမ်းကတော့ကျွန်တော်တို့ဘယ်လိုဖြစ်မလဲဆိုရင်အခြေအနေကိုကြည့်ရမှာပေါ့နော်သူ့ရဲ့ရှေ့အကြောင်းအရာနောက်အကြောင်းအရာကိုတခြားလေးကြည့်ရမှာဖြစ်ပါတယ် So for example ဆိုရင် if someone says that noise is driving me round the bend it is so annoying အဲ့တော့ဒီဆူညံတန်ကငါ့ကိုစိတ်တူစေတယ် it is so annoying အရန်ကိုစိတ်ညစ်စရာကောင်းတယ်ပေါ့နော်အရန်ကိုစိတ်ရှုပ်စရာကောင်းတယ် then the context and common sense tell us အဲ့တော့ဒီ context ပေါ့နော်ဒီအကြောင်းအရာဒီအခြေအနေကကျွန်တော်တို့ဘာကိုပြောနေရလဲဆိုတော့ drive round the bend means something different from driving a car round a curve in road အဲ့တော့ဒီ drive round the bend ကိုကျွန်တော်တို့ကတိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်ဒီ the bend ဆိုတာကျွန်တော်လမ်းအကွေ့ပေါ့နော်အဲ့တော့ drive round the bend ဆိုကျွန်တော်လမ်းကိုကွေ့တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီကားကိုလမ်းကွေ့မှာကွေ့တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ဒါပေမဲ့ဒီနေရာမှာက noise တွေပြောထားတယ်အဲ့တော့ဒီ driving me round the bend ဆိုတာကကားတစ်စီးမောင်းတာပေါ့နော်ကားတစ်စီးကိုဒီလိုမျိုးလမ်းကွေ့မှာမောင်းတယ်ဆိုတဲ့အဓိပ္ပာယ်တော့မဟုတ်ဘူးပေါ့နော်အဲ့ဒါနဲ့အဓိပ္ပာယ်ကွဲပြားနေပြီဆိုတော့ကျွန်တော်တို့ကသိရမယ် so the context tell that အဲ့တော့ဒီအခြေအနေပေါ့နော်ရှေ့အကြောင်းအရာနောက်အကြောင်းအရာကိုကြည့်လိုက်တော့သူကဘာကိုပြောနေရလဲဆိုတော့ the noise is annoying and that it is having an effect on the person hearing it အဲ့တော့ဒီဆူညံတကအရန်ကိုစိတ်ရှုပ်စရာကောင်းပြီးတော့ကြားရတဲ့လူပေါ်မှာတက်ရောက်မှုရှိနေကြားရတဲ့လူပေါ်မှာဒါစိတ်ရှုပ်စေတယ်ဆိုတော့အဓိပ္ပာယ်ကိုပြောချင်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါက idioms ရဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ idiom တွေဆိုတာကကျွန်တော်တို့စကားလုံးတွေပေါ့နော်စကားလုံးတွေကနေပြီးတော့ကျွန်တော်တို့ဓာတ်ရိုက်ဘာသာပြန်လို့မများတဲ့စကားလုံးတွေကိုကျွန်တော်တို့ idiom လို့ခေါ်ပါတယ်သူရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ကဒီစကားလုံးတွေကိုကြည့်ပြီးတော့ဓာတ်ရိုက်မသိနိုင်တဲ့စကားလုံးတွေကို idiom စင်လို့ခေါ်ပါတယ်အဲ့တော့ idiom ကိုသိချင်တယ်ဆိုရင်ကျွန်တော်တို့ကအခြေအနေကိုကြည့်ရမယ်ပေါ့နော်ရှေ့အကြောင်းအရာနောက်ကအကြောင်းအရာဘာကိုပြောချင်နေရလဲအခြေအနေကိုကျွန်တော်တို့ကနားလည်အောင်စူးစမ်းမှဒီ idiom ရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ခန့်မှန်းလို့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ types of idioms idiom အမျိုးအစားတွေကိုဆက်လောက်ကြည့်ကြမယ်ပေါ့နော်အဲ့တော့ idiom အမျိုးအစားဒီမှာ form ပေါ့နော်သူရဲ့ပုံစံကကျွန်တော်တို့ verb နဲ့ object နဲ့ပေါ့နော်အဲ့တော့ career နဲ့ကျွန်တော်တို့ can နဲ့လာတဲ့ idiom ရှိတယ်ဥပမာဆိုရင် kill ဒီမှာ verb ပေါ့နော် kill two verb with one stone အဲ့ဆိုရင်ဒါကကျွန်တော်တို့ verb နဲ့ idiom နဲ့ပေါင်းတဲ့verb နဲ့ object နဲ့ပေါင်းတဲ့ idiom ပုံစံတစ်မျိုးပေါ့နော်အဲ့တော့ kill two birds with one stone ဆိုတော့သူရဲ့ meaning ကကြတော့ produce two useful results by doing just one action အဲ့တော့get လုံးလည်းနဲ့ငှက်နှစ်ကောင်ပြစ်တယ်ပေါ့နော်ဒါကမြန်မာမှာလည်းကျွန်တော်တို့ဒီအသုံးရှိပါတယ် get လုံးလည်းနဲ့ငှက်နှစ်ကောင်ပြစ်တယ်ဆိုတာကျွန်တော်အလုပ်တစ်ခုတည်းနဲ့ပေါ့နော် action တစ်ခုတည်းအလုပ်တစ်ခုတည်းနဲ့ကျွန်တော်တို့ကresult ပေါ့နော်ရလဒ်ကနှစ်ခုရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသူကပြောချင်တာပေါ့နော်နောက်တစ်ခုကကျွန်တော်နောက်ထပ် idiom မျိုးစားကဘာရှိလဲဆိုတော့ prepositional phrase prepositional phrase ဆိုတာကနေရာပြအချိန်ပြစကားစုတွေကလည်းဒါ idiom ထဲမှာပါတယ်ပေါ့နော် for example in the blink of an eye in the blink of an eye ဆိုတာမျက်စိတမိတ်အတွင်းမှာကိုပြောချင်တာပေါ့နော်မျက်စိတမိတ်အတွင်းမှာဆိုတဲ့အဓိပ္ပာယ်ကတော့အချိန်တိုလေးအတွင်းမှာဆိုတာကိုကျွန်တော်တို့ကပြောချင်တာပေါ့နော် in an extremely short time အဲ့တော့အချိန်တိုလေးအတွင်းမှာဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ compound idiom ရှိပါ compound ဆိုတာပေါင်းဆက်စကားလုံးတွေပေါ့နော်compound noun တွေပေါ့နော်ပေါင်းဆက်စကားလုံးတွေပေါင်းဆက်noun တစ်ခုပေါင်းဆက်ပြီးတော့ဖြစ်လာတာလည်းဖြစ်လာတဲ့ idiom တွေလည်းကျွန်တော်တို့ရှိရပေါ့နော် for example အနေနဲ့ဆိုရင် a bone of contention အဲ့တော့ a bone of contention သူရဲ့အဓိပ္ပာယ်ကကြတော့ something which people argue and disagree over အဲ့တော့လူတွေညှင်းခုန်နေ
ကြတဲ့ပြဿနာအရာတစ်ခုပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က a bone of contention လို့အတိတ်ပဲရပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့သူ့ရဲ့စကားလုံးကိုဓာတ်ရိုက်ကြည့်မယ်ဆိုရင် bone တွေရော contention တွေရောဓာတ်ရိုက်ဘာသာပြန်လို့မရဘူးပေါ့နော်အဲ့တော့သူ့ရဲ့ meaning ကကြတော့ဒီဘက်ကဟာမ meaning ပါအဲ့တော့စကားလုံးကိုကြည့်ပြီးတော့သူ့ရဲ့အတိတ်ပဲကိုဓာတ်ရိုက်ဘာသာပြန်လို့မရဘူးဓာတ်ရိုက်နားမလည်နိုင်တဲ့ဟာတွေကိုကျွန်တော်တို့ idiom လို့ခေါ်ရလေနော်နောက်ထပ် idiom တစ်မျိုးကဘာရှိမလဲဆိုရင် simile ရှိပါတယ်အဲ့ simile ဆိုတာကကျွန်တော်ဥပမာအလင်္ကာပဲဆိုရမယ်ပေါ့နော်အဲ့ဥပမာအနေနဲ့သူကခိုင်နှိုင်းပြီးတော့ပြောတဲ့စကားလုံးတွေကလည်းကျွန်တော်တို့ idiom အနေနဲ့သုံးလို့ရ for example as dry as a bone as dry as a bone ဆိုတာကအယိုးကြောက်ပေါ့နော်ဒီလိုမျိုးအယိုးတစ်ခုလို့သူက6နေရဆိုတော့ကျွန်တော်တို့ကပြောတာပေါ့အဲ့ဒါရဲ့အဓိပ္ပာယ်ကဘာလဲဆို very dry အရန်ကိုသူက6နေရပေါ့နော်အရန်ကိုကျွန်တော်တို့6တွေ့နေအောင်ကျွန်တော်တို့က as dry as a bone ဆိုပြီးတော့သူကဥပမာလင်္ကာလေးနဲ့ပေါ့နော်6တာအောင်မှာ bone လောက်ပေါ့နော်အယိုးလို့ကို6နေရဆိုတော့ကျွန်တော်တို့ကဥပမာအနေနဲ့သူကဥပမာပြပြီးတော့သုံးတာပေါ့နော်အဲ့ဒါကို simile လို့ခေါ်တယ်အဲ့တော့ simile တွေကလည်းကျွန်တော်တို့ idiom ထဲမှာပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ထပ် idiom အမျိုးအစားတစ်မျိုးကကြတော့ binomial ဖြစ်ပါတယ် binomial ဆိုတာကကျွန်တော်တို့စကားလုံးနှလုံးကို and နဲ့ဆက်ထားဖြစ်ပါတယ်နှလုံးတွဲပေါ့နော်စကားလုံးနှလုံးတွဲဖြစ်ပါတယ်အဲ့တော့ဥပမာအနေနဲ့ဆိုရင်ကျွန်တော်တို့ rough and ready အဲ့တော့ rough and ready ဆိုတဲ့စကားလုံးလေးရှိတယ်ပေါ့နော်ဒါက idiom လေးဖြစ်တယ်အဲ့သူရဲ့ idiom ရဲ့အဓိပ္ပာယ်ကကြတော့ crude and lacking sophistication အဲ့တခုခုကကျွန်တော်တို့စီးစနစ်တကျပေါ့နော်ပုံစံတကျနဲ့ချောသက်ထုတ်မထားသေးဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူကအကြမ်းမှရှိနေသေးတယ်စီးစနစ်တကျနဲ့တေချာလေးအချောသက်ထားမဟုတ်ဘူးတေချာလေးနောက်ဆုံးအချောအထက်ထိရောက်မနေသေးဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တခုခုကိုကျွန်တော်တို့က ready မဖြစ်သေးဘူးအကြမ်းတယ်ပဲဖြစ်နေသေးတယ်ဆိုကျွန်တော်တို့ကဒီ rough and ready ဆိုတဲ့စကားလုံးလေးနဲ့သုံးလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ binomial ဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ trinomial trinomial ဆိုတာကစကားလုံး3လုံးတွဲပေါ့နော် and နဲ့ဆက်ထားတဲ့စကားလုံး3လုံးတွဲအဲ့ဒါတွေကလည်းကျွန်တော်တို့ idiom မျိုးစားထဲမှာပါပါတယ်အဲ့တော့ for example ဆိုရင် cool calm and collected အဲ့တော့ cool ရ calm ရ collected 3မျိုးပေါင်းပြီးတော့သူ့ရဲ့တကယ်အဓိပ္ပာယ်ကကြတော့လူတစ်ယောက်ကိုကျွန်တော်တို့ကသူကအရန်ကိုအေးစစ်စစ်ပေါ့နော် relax with the in control အရန်ကိုသူကထိန်းချုပ်နိုင်တယ်ပေါ့နော်ဘယ်လိုပြောမလဲအရန်အေးဆေးတယ်စိတ်ကိုချုပ်ထိန်းနိုင်တယ် not nervous တော်ရုံတိုင်ရုံသူကမတုံလောက်တတ်ဘူးပေါ့နော်ဒါမျိုးလူကိုကျွန်တော်တို့ကသုံးလို့ရတယ်ပေါ့နော် for example he is cool calm and collected အဲ့သူကအရန်ကိုအေးစစ်စစ်နဲ့အရန်ကိုလုံးဝသူ့ရဲ့စိတ်ကိုထိန်းချုပ်နိုင်တယ်လုံးဝအကြောက်တရားမရှိဘူးဒါမျိုးကိုကျွန်တော်တို့ကပြောချင်တာပေါ့နော်ဒီလိုမျိုးစကားလုံး3လုံးတွဲ trinomial တွေကလည်း idiom ထဲမှာပါပါတယ်နောက်ဆုံးတစ်ခုကျွန်တော်တို့ whole clause or sentence အဲ့တော့ကျွန်တော်တို့စကားစုတစ်ခုလုံးပေါ့နော်အဲ့တော့ဝါကြအပိုင်းပေါ့နော်ဝါကြရဲ့ကျွန်တော်တို့အပိုင်းတစ်ပိုင်းပေါ့နော်ဝါကြရဲ့အပိုင်းတစ်ပိုင်းဒါမှမဟုတ်လဲဝါကြတစ်ခုလုံးပေါ့နော်အဲ့ဒါကလည်းကျွန်တော်တို့ idiom ဖြစ်နိုင်တယ်ပေါ့နော် for example ဒီမှာဆိုရင်clause တစ်ခုပေါ့နော် to cut a long story short အဲ့တော့ to cut a long story short ဆိုတဲ့ဒီစကားလုံးကသူ့ရဲ့ meaning ကကြတော့ to tell the main points but not all the fine details အဲ့တော့အဓိကအကြောင်းအရာပဲပြောမှာပေါ့နော်အဲ့တော့လိုရင်းကိုပြောရမယ်ဆိုရင်ဆိုရဲအဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့တော့ to cut a long story short ဒီလိုမျိုး clause တွေပေါ့နော်စကားစုတွေဒီဝါကြရဲ့ဝါကြအပိုင်းပေါ့နော်ဝါကြအပိုင်းနေဒါမှမဟုတ်လဲဝါကြတစ်ခုလုံးနေရလဲကျွန်တော်တို့ idiom ဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ types of idiom ဆိုရဲ idiom အမျိုးအစားတွေကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်နံပါတ် C ကတော့ fixed aspects of idioms အဲ့တော့ idiom ရဲ့လုံးဝကိုပြောင်းလဲလို့မရတဲ့အပိုင်းနေရဘာဖြစ်မလဲပေါ့နော်အဲ့တော့ fix ဖြစ်တယ်ဆိုတာကျွန်တော်တို့ကအလုံးဝကိုအသေးပေါ့နော်ပြောင်းလဲလို့မရတဲ့အပိုင်းနေအဲ့တော့ most idioms are fixed in their form idiom တော်တော်များများကသူတို့ရဲ့ရေးထားတဲ့ပုံစံတိုင်းပဲပြောင်းလဲလို့မရဘူးပေါ့နော်and cannot be changed or vary အဲ့တော့ပြောင်းလဲလို့မရဘူးပြီးတော့အခြားပေါ့နော်ကွဲပြားလို့လည်းမရဘူးပေါ့နော်သူရေးထားတဲ့အတိုင်းဆိုရေးထားတဲ့အတိုင်းပဲကျွန်တော်တို့ကရေးရတယ်ပေါ့နော်sometimes however ဒါပေမဲ့လည်းတစ်ခါတရံမှာဆိုရင် the grammar or the vocabulary can be very slightly အဲ့တော့တချို့ဒီတရားရေးသားလေးတွေပြီးရင်စကားလုံးလေးတွေတချို့စကားလုံးလေးတွေလည်းနည်းနည်းလေးပေါ့နော်နည်းနည်းလေးပြောင်းလို့ရတာမျိုးလေးတွေရှိတယ်ပေါ့နော် where this book or a dictionary gives information on what can be vary အဲ့တော့ဒီစာအုပ်ကပဲဖြစ်ဖြစ်ကိုက dictionary ထဲမှာစာရှာကြည့်လို့ပဲဖြစ်ဖြစ်စကားလုံးလေးကိုလေးလာထားတယ်မတူတာလေးပေါ့နော်ဒီ idiom ကိုနည်းနည်းလေးအနည်းငယ်လေးပြောင်းပြီးသုံးတာမျိုးလေးတွေရှိခဲ့သည်ရှိတော့ always note it in your vocabulary notebook အဲ့တော့ကိုယ့်ရဲ့ vocabulary ဒီဝါဟာရnotebook ပေါ့နော်စာအုပ်ထဲမှာချပြီးတော့ရေးထားပါလိုက်ပြီးတော့မှတ်ထားပါ
အဲ့တော့ကျွန်တော်တို့ idiom တွေမှာတချို့ variation လေးတွေပေါ့နော်ပြောင်းလဲသွားတာမျိုးပြောင်းလဲမှုလေးတွေရှိတယ်ပေါ့နော် for example ဆိုရင်ဒီမှာပထမတစ်ခု variation ဆိုရင် occasionally an idiom in the active voice can be used in the passive အဲ့တော့ active voice နဲ့ရေးထားတဲ့တချို့ idiom တွေဆိုရင်ကျွန်တော်တို့က passive အနေနဲ့ပြောင်းပြီးတော့ရေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာ example အနေနဲ့ဆိုရင် government ministers always pass the buck if they are challenged about poverty အဲ့တော့ pass the buck ဆိုတာကတရားရောက်ကိုက blame တယ်လို့ပြောတာပေါ့နော်ဒီမှာ blame someone else okay to accept responsibility အဲ့တော့ကိုယ့်ရဲ့တာဝန်ကိုကလက်မခံခြင်းဘူးကိုယ့်ရဲ့တာဝန်ကိုလက်မခံခြင်းတဲ့အတွက်သူကတရားရောက်ကို blame တာအပြစ်ပုံချရဲဆိုတဲ့အတိတ်ပဲပေါ့နော်ဒီမှာဆိုလဲ government minister အစိုးရဝန်ကြီးတွေက always pass the back အဲ့တော့တရားရောက်ကိုအပြစ်ပုံချလို့ရှိရ if they are challenged about poverty အဲ့တော့ဆေးရမွတ်တိမှုနဲ့ပတ်သက်ပြီးသူတို့ကိုမေးခွန်းထုတ်လာခဲ့တည်ရှိတော့သူတို့ကိုနည်းနည်းတရားရောက်ကပေါ့နော် challenge လုပ်တယ်ဆိုတော့ဒီနေရာမှာမေခွန်းထုတ်တာပေါ့နော်မေခွန်းထုတ်လာခဲ့တည်ရှိတော့သူတို့ကတရားရောက်ကိုအမြဲတမ်းလွှဲချလေးရှိရအပြစ်ပုံချလေးရှိရလို့ပြောတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီနေရာမှာတော့ဒါက active အနေနဲ့သုံးထားတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က passive form အနေနဲ့လည်းပြန်သုံးလို့ရပါတယ်the buck has been passed from minister to minister no one seems prepared to accept the responsibility minister တယောက်နဲ့တယောက်ပေါ့နော်ဝန်ကြီးတယောက်နဲ့တယောက်ကအမြဲတမ်းတယောက်နဲ့တယောက်လွှဲချနေကြတာပေါ့နော်အပြစ်ပုံချနေကြတာ no one seem prepared to accept the responsibility တယောက်မှကိုယ့်ရဲ့တာဝန်ယူစိတ်ကိုပေါ့နော်ကိုယ့်ရဲ့တာဝန်ကိုဒီကိုယ့်ရဲ့တာဝန်ရှိတာကိုလက်မခံဘူးပေါ့နော်တယောက်မှလက်ခံမှုတွေအစင်းသင်းဖြစ်မနေဘူးဆိုတာကိုပြောချင်တာပေါ့နော်ဒီနေရာမှာတော့okay အဲ့တော့ဒီမှာအဓိကပြောချင်တာကတော့ကျွန်တော်တချို့ idiom တွေဒီမှာ past the back ကိုကျွန်တော်တို့က passive အဖောင်အနေနဲ့ရေးလိုက်တော့buck has been passed okay buck is passed ဆိုတဲ့အဓိပ္ပာယ်နည်းနည်းဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့တချို့ idiom တွေကို active ကနေ passive ပြောင်းရေးလို့ရတာမျိုးလေးတွေရှိပါတယ်အဲ့တော့ not a variation ကတော့ကျွန်တော်တို့ some verb based idioms also have noun compound forms အဲ့တော့တချို့ကရိယာနဲ့စတဲ့ idiom တွေက noun form အနေနဲ့လည်းရေးလို့ရတယ် noun မှာကျွန်တော်တို့က compound noun ပေါ့နော်ပေါင်းဆက် noun နှစ်ခုပေါင်းထားတဲ့ noun form အနေနဲ့လည်းပေါင်းရေးလို့ရတာမျိုးလေးရှိတယ်ပေါ့နော်ဥပမာရှေ့ကကျွန်တော်တို့လေ့လာခဲ့တဲ့ pass the buck ကိုပဲကျွန်တော်တို့က buck passing ဆိုပြီးတော့ပေါင်းရေးတဲ့ပေါင်းရမျိုးလေး noun form အနေနဲ့ရေးလိုက်တာပေါ့နော်အဲ့တော့ pass the buck တော့ကျွန်တော်တို့ကဒီမှာ verb နဲ့စရပေါ့နော်အဲ့ဒါကိုမှကျွန်တော်တို့က compound noun အနေနဲ့ buck passing ဆိုပြီးတော့ပေါင်းရေးလို့ရတာမျိုးလေးတွေလည်းရှိတယ်ပေါ့နော် for example ဆိုရင် there is too much buck passing in government nowadays no one accept the blame for anything အဲ့တော့အခုလက်ရှိပေါ့နော်ယနေ့ခေတ်အစိုးရတွေမှာတရားနဲ့တရားပြစ်ပုံချရတယ်အများကြီးရှိတယ်ပေါ့နော် no one accept the blame for anything တရားမှဒီအပြစ်ပုံသူ့ကိုယ့်အပြစ်ကိုမခံယူခြင်းဘူးပေါ့နော်ဒါမျိုးပြောချင်တာဖြစ်ပါအဲ့တော့ဒီနေရာမှာ pass the buck ကိုကျွန်တော်တို့ကverb နဲ့စာ idiom ကိုကျွန်တော်တို့က noun အနေနဲ့ buck passing ဆိုပြီးတော့ပြောင်းရေးလို့ရတာမျိုးလေးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ idiom နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်ဆုံး variation လေးကနောက်ဆုံးကျွန်တော်တို့အမြဲတမ်းပေါ့နော်တတမတ်တမ်းမဟုတ်ဘဲနဲ့ပြုလွယ်ပြောင်းတယ်သုံးလို့ရတဲ့အခြေအနေလေးကဘာဖြစ်မလဲဆိုတော့ one or more words in the idiom can be vary အဲ့တော့တချို့ idiom တွေမှာကျွန်တော်တို့သူ့ထက်မှာပါတဲ့စကားလုံးတစ်လုံးဒါမှမဟုတ်ရင်တစ်လုံးထက်ပိုတဲ့စကားလုံးတွေကပေါ့နော်ပြောင်းလဲပြီးတော့အသုံးပြုနိုင်တာမျိုးလေးရှိတယ်အဲ့တော့ for example အနေနဲ့ဆိုရင်ဒီမှာဆိုရင် don't give me a hard rough tough time အဲ့တော့ဒီသုံးခုပေါ့နော် hard ရယ် rough ရယ် tough ရယ်အဲ့တော့ဒီသုံးခုကကျွန်တော်တို့အတိတ်ပဲကအတူတူပဲပေါ့နော်စကားလုံးလေးပဲကျွန်တော်တို့ပြောင်းသွားတာပဲရှိတာအဲ့တော့ don't give me a hard time don't give me a rough time don't give me a tough time အဲ့တော့ဒီသုံးခုလုံးရဲ့အတိတ်ပဲကကျွန်တော်တို့ကအတူတူပဲဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့ရဲ့အတိတ်ပဲကဘာလဲဆိုတော့ don't make things difficult for me အဲ့တော့ငါ့ကိုဒုက္ခမပေးပါနဲ့ပေါ့နော်ငါ့ကိုခက်ခဲအောင်မလုပ်ပါနဲ့ဆိုတော့အတိတ်ပဲပေါ့နော်အဲ့တော့ဒီမှာကကျွန်တော်တို့ကဒီ hard ရယ် rough ရယ် tough ရယ်သူတို့သုံးခုလုံးကိုကျွန်တော်တို့ကပြောင်းလဲပြီးတော့သုံးလို့ရတယ်ပေါ့နော်ကျွန်တော် hard သုံးလို့လည်းရတယ် rough သုံးလို့လည်းရတယ် tough သုံးလို့လည်းရတယ်အဲ့တော့ဒါကိုဆိုလို့ချင်တာပေါ့နော်တချို့ idiom တွေမှာဆိုရင်စကားလုံးတစ်လုံးဒါမှမဟုတ်လဲသူ့ထက်မှပါတဲ့စကားလုံးတစ်လုံးမဟုတ်ရင်တစ်လုံးထက်ပိုတဲ့စကားလုံးတွေကိုကျွန်တော်တို့ကပြောင်းလဲပြီးတော့သုံးလို့ရတာမျိုးလေးတွေရှိတယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့တော့ idiom unit 1ရဲ့ exercise တွေကိုသွားလိုက်ကြပါမယ်exercise 1.1 ကတော့ how much can you guess about the meaning of these idioms just by looking at the context အဲ့တော့ကျွန်တော်တို့အောက်မှာပေးထားတဲ့
idiom နေရဲ့အဓိပ္ပာယ်ကိုဒီအကြောင်းအရာပေါ့နော်သူပေးထားတဲ့ရှင်းနောက်အကြောင်းအရာအခြေအနေကိုကြည့်ပြီးတော့ဘယ်လောက်ထိခံမှန်းနိုင်လဲဆိုတော့ကျွန်တော်ကိုစမ်းစစ်ရမှာဖြစ်တယ်အဲ့တော့ tick the boxes according to what you can understand about the words in bold အဲ့တော့ဒီမှာအနက်နဲ့ရေးထားတာပေါ့နော်ကျွန်တော်တို့ bold letter နဲ့ရေးထားတဲ့ idiom နေရဲ့အဓိပ္ပာယ်ကိုနားလဲတယ်ဆိုရင် yes နားမလဲဆိုရင် no မသိဘူးပေါ့နော်မပြောနိုင်ဘူးဆိုရင် don't know can't tell ဆိုပြီးတော့ဒီ box 3ခုမှာကျွန်တော်က tick လောက်မှာဖြစ်ပါတယ်Number 1 ကတော့ I decided I was going to get a place at university by hook or by crook. It had always been my dream to study for a degree in history. ဒီနေရာမှာ by hook or by crook ရဲ့အဓိပ္ပာယ်ပေါ့နော်သူကဒီ university ကိုဝင်ခွင့်ရဖို့အတွက်သူဆုံးဖြတ်လိုက်တယ်ပေါ့နော်အဲ့တော့သူကဒီသမိုင်းဘာသာရပ်ကိုလေ့လာရဖို့ဆိုတာကသူရဲ့အိမ်မက်ဖြစ်တယ်အဲ့တော့by hook or by crook ဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်တို့ဒီနေရာမှာသူကဘလိုနီလန်းနဲ့မဆိုပေါ့နော်ရအောင်မဖြစ်ဖြစ်အောင်စူးစမ်းမယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင် illegal method illegal method သုံးမယ်ဆိုပြီးတော့ဒီမှာဆိုရင်ပြောထားတယ်ပေါ့နော်အဲ့တော့ means using illegal methods if necessary အဲ့တော့ကျောင်းဝင်ခွင့်ရဖို့တက္ကသိုလ်ဝင်ခွင့်ရဖို့ illegal method တွေသုံးမယ်ဆိုတော့ကျွန်တော်တို့ဒါကတော့ပြောလို့မရဘူးပေါ့နော်ကျွန်တော်တို့လည်းသိချာမသိဘူးဒီစကားလုံးရဲ့အဓိပ္ပာယ်က illegal method သုံးမယ်လို့ပြောလို့မရဘူးပေါ့နော်နောက်တစ်ခုကကြတော့ means nothing will stop me အဲ့တော့ဘယ်အရာကမှကိုယ်ကိုမတားဆီးနိုင်ဘူးဆိုတာဒါမှန်တယ်ပေါ့နော်ဒါသူမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် by hook or by crook ဆိုတာကမရရတဲ့နည်းနဲ့မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ means I was very determined but determined ဆိုတာလုံးဝစိတ်ပိုင်းဖြတ်တာဒါလောက်ရောက်ကိုရရမယ်ဆိုပြီးတော့စိတ်ပိုင်းဖြတ်ထားတာကလည်းဒီ by hook or by crook ရဲ့ meaning ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနှစ်ခုက yes ဖြစ်မယ်Now, number 2 ကတော့ the government and the unions are at loggerheads. There may be a general strike. အဲ့တော့ဒီအစိုးရနဲ့တမကရဲ့ကြားထဲမှာ loggerheads ဖြစ်နေရဲ့တဲ့ There may be a general strike. အဲ့တော့ဆန္ဒပြမှုပေါ့နော်အထွေထွေ debate ပေါ့နော်ထွေထွေဆန္ဒပြမှုဖြစ်နိုင်တယ်လို့သူကဒီမှာပြောထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာ at loggerheads ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဆန္ဒပြမှုမှာဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ဒါကောင်းတဲ့ relationship တော့မဟုတ်ဘူးပေါ့နော်ဒီမှာ means have a good relationship ဆိုတာကတော့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုတာတော့ဒါလုံးဝကို no ဖြစ်တယ်ပေါ့နော်မဟုတ်ဘူးနောက်တစ်ခုကကျတော့ means hate each other အဲ့တော့ loggerheads ရဲ့အဓိပ္ပာယ်ကတယောက်နဲ့တယောက်မုန်းတီးနေကြတာပေါ့နော်အစိုးရနဲ့ဒီတက်မက်ကိုင်းနဲ့တယောက်နဲ့တယောက်မုန်းတီးနေကြရလို့လည်းကျွန်တော်တို့ပြောလို့မရဘူးပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့က can tell ကိုရွေးလိုက်မယ်နောက်ဆုံးတစ်ခုကတော့ means disagree very strongly အဲ့တော့တစ်ခုခုနဲ့ပတ်သက်ပြီးတော့သူတို့ကပြင်းထန်စွာသဘောထားကွဲလွဲနေကြရပေါ့နော်ဒါကတော့ကျွန်တော်တို့ fan နေအဲ့တော့ loggerheads at loggerheads ရဲ့အဓိပ္ပာယ်က disagree very strongly ပေါ့နော်တစ်ခုခုနဲ့ပတ်သက်ပြီးတော့သဘောထားတွေအရန်ကွဲလွဲနေအောင်ကျွန်တော်ပြောချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကောင်က yes ဖြစ်ပါမယ်Number 3 we had to pay through the notes to get our visas in 5 days instead of the usual 30 days. အဲ့တော့သူတို့က visa ရဖို့အတွက်ပုံမှန်ရက်30ကြာတဲ့ visa ကို9ရက်အတွင်းမှာသူရဖို့အတွက်ဆိုရင်တဲ့ pay through the notes အဲ့တော့ဒီရဲ့အဓိပ္ပာယ်ကျွန်တော်မသိသေးဘူးပေါ့နော်အဲ့တော့ mean suffer in some way အဲ့တော့ suffer in some way ဆိုတာကတနည်းနဲ့ပဲသူတို့ခံစားရမယ်လို့ပြောတာပေါ့နော်အဲ့ဒါကလည်းကျွန်တော်မဟုတ်ဘူးပေါ့နော်နောက်တစ်ခုက means pay a small sum of money အဲ့တော့ပတ်စံနည်းနည်းပဲပေးရမယ်ဆိုတာလည်းမဖြစ်နိုင်ဘူးပေါ့နော်ဒီနေရာမှာ30ရက်နဲ့လောက်ရမယ်ဗီဇာ9ရက်အတွင်းရချင်တယ်ဆိုရင်တော့ဒါပတ်စံအများကြီးပေးရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော် pay through the notes ရဲ့အဓိပ္ပာယ်က pay a large sum of money a large amount of money ဖြစ်မယ်ပေါ့နော်ပတ်စံအများကြီးပေးရတယ်ဆိုရဲ့အဓိပ္ပာယ်ကျွန်တော်တို့ဖြစ်ပါမယ်အဲ့ကျွန်တော်တို့ exercise 1.2 ကိုဆက်ပြီးတော့တွားကြပါမယ်အဲ့ exercise 1.2 ကတော့ကျွန်တော်တို့classify the idioms in the sentences below according to their grammatical type အဲ့တော့ရှေ့မှာကျွန်တော်တို့လေ့လာခဲ့တဲ့ unit မှာကျွန်တော်တို့လေ့လာခဲ့တဲ့ idiom type ပေါ့နော် idiom type တွေကျွန်တော်တို့ရှိပါတယ်အောက်မှာပေးထားတဲ့ကျွန်တော် idiom ကဘယ် idiom type လဲဆိုတော့ကျွန်တော်တို့ကပြောပြပေးရမှာဖြစ်ပါတယ်ဒီမှာ type A B C D E F ရှိပါတယ်အဲ့ number 1 ကိုတစ်ချက်ကြည့်မယ်ဆိုရင် should we fly or go by train အဲ့တော့ငါတို့လေယာဉ်နဲ့သွားကြမလားဒါမှမဟုတ်လဲယထာနဲ့ပဲသွားကြမလားလို့သူကဒီနေရာမှာမေးနေတာဖြစ်ပါတယ်what are the pros and cons အဲ့တော့ pros and cons ဆိုတာကဒီနေရာမှာ binomial ဖြစ်ပါတယ်အဲ့တော့ type E ဖြစ်ပါတယ် okay pros and cons ဆိုတာကျွန်တော်စကားလုံးတွဲနှစ်ခုပေါ့နော်အဲ့တော့ and နဲ့ဆက်ထားတဲ့စကားလုံးတွဲနှစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒါကbinomial ဆိုတဲ့ type E ဖြစ်ပါတယ်အဲ့တော့ဒါကကျွန်တော်တို့ type E ဖြစ်ပါမယ်အဲ့နောက်တစ်ခုကျွန်တော်တို့ number 2ပေါ့နော် I am having second thoughts about going on holiday with Jean she can be a bit difficult
အဲ့တော့ကျွန်တော်ပြန်စဉ်းစားနေရပေါ့နော် having a second thought ကျွန်တော်ပြန်စဉ်းစားနေတယ်ဒီ G နဲ့အတူတူခရီးအတူတူထွက်ဖို့ပေါ့နော်ဟောအပန်းဖြစ်ခရီးအတူတူထွက်ဖို့ပြန်စဉ်းစားနေရပေါ့နော် she can be a bit difficult သူကနည်းနည်းလေးတော့သူနဲ့သွားတာနည်းနည်းတော့ခက်မဲ့တင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ type ကဘာ type ဖြစ်မလဲဆိုရင်ဒီနေရာမှာကျွန်တော်တို့သူ့ရဲ့ idiom က having a second thought ကသူ့ရဲ့ idiom ဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့သူ့ရဲ့ type ကဘာ type လဲဆိုကျွန်တော်တို့ကဒါ verb နဲ့ object နဲ့ပေါင်းထားတဲ့ type ဖြစ်ပါတယ်အဲ့တော့ type A ဖြစ်ပါတယ်ကျွန်တော်နောက်ထပ် number 3ကိုဆက်ပြီးတော့သွားကြမယ်ပေါ့နော် number 3ကတော့ when I had finished my all my exams I felt as free as a bird အဲ့တော့သူကသူ့ရဲ့ဆောင်းမွေးပြီးသွားတဲ့အခါမှာငှက်ကလေးတစ်ကောင်လိုလွတ်လပ်သွားတယ်အဲ့ဒါကျွန်တော်တို့ကဒါဥပမာအနေနဲ့ဥပမာအလင်ကပေါ့နော်မြန်မာလိုဆိုရင်တော့ဒါသူလွတ်လပ်သွားတာမှာငှက်ကလေးလိုကိုလွတ်လပ်သွားတယ်လို့ပြောချင်တာဖြစ်တယ်အဲ့တော့သူကဘာဖြစ်မလဲဆို type D ဖြစ်ပါမယ်အဲ့တော့ simile ဖြစ်ပါတယ်and number 4ကတော့ I don't know much about design so I gave the decorator a free hand in my new flat သူက design နေပေါ့နော် design နေကြောင်းတိတ်မသိဘူးဒါကြောင့်မသူက decorator design ဆင်တဲ့လူကိုတဲ့ gave the decorator a free hand a decorator a free hand ပေးလိုက်တယ်တဲ့ in my new flat အဲ့တော့ဒီနေရာမှာတော့ကျွန်တော်တို့ number 4ရဲ့ type ကတော့ဘာလဲဆိုတော့ whole clause or sentence ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့နော် gave someone a free hand gave someone a free hand ဆိုတာကျွန်တော်တို့ကဒါwhole clause type ဖြစ်ပါတယ်အဲ့တော့ဒါက number F ဖြစ်ပါတယ်နောက်ထပ် number 5ကတော့ she comes from a rather well-to-do family she has always had a comfortable life အဲ့ဒီမှာ well-to-do family ပေါ့နော် well-to-do family ဆိုတာကကျွန်တော်တို့ကအဆင်ပြေတဲ့မိသားစုอ่ะပေါ့နော် she's always had a comfortable life သူမှာကအဆင်ပြေပဲပေါ့နော်သူရဲ့ဘဝကအဲ့တော့ well-to-do ဆိုရဲဟာကကျွန်တော်တို့ဘာဖြစ်မလဲဆိုရင် compound ဖြစ်ပါတယ် well ရဲ့ to ရဲ့ do ရဲ့ကျွန်တော်စကားလုံးတွေပေါင်းထားတာပေါ့နော်စကားလုံးတွေပေါင်းထားတဲ့ဒါကidiom တစ်ခုဖြစ်တယ်ပေါ့နော်ပေါင်းဆက်စကားလုံးတွေပေါင်းထားတဲ့ idiom တစ်ခုဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့ type ကတော့ C ဖြစ်ပါတယ်number 6ကတော့ my old school friend Harriet arrived out of the blue အဲ့တော့ out of the blue ဆိုတာကရုတ်တရက်ရောက်လာတာကိုပြောချင်တာပေါ့နော် I hadn't seen her for 15 years ဒီမှာမတွေ့ရတာဆိုရင်ငါ15နှစ်လောက်ရှိပြီပေါ့နော်အဲ့တော့ဒီနေရာမှာ out of the blue က idiom ဖြစ်ပါတယ် out of the blue ဆိုတာကကျွန်တော်တို့ဘယ် type ဖြစ်လဲဆိုတော့ type B ဖြစ်ပါတယ်အဲ့တော့ prepositional phrase ဖြစ်ပါတယ်အဲ့တော့ out of the blue ပေါ့နော် out of the blue ဆိုတာကမမျှော်လင့်မဲ့ရောက်လာရုတ်တရက်ရောက်လာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့သူက type B ဖြစ်ပါတယ်အဲ့ကျွန်တော်တို့နောက်ဆုံး unit ကိုဆက်ပြီးတော့သွားလိုက်ကြပါမယ်အဲ့ကျွန်တော်တို့နောက်ဆုံး exercise ဖြစ်တဲ့ 1.3 ကိုဆက်ပြီးတော့သွားပါမယ်1.3 ကတော့ correct the mistakes in the idioms in these sentences ဒီအောက်မှာပေးထားတဲ့စာကြောင်းတွေက idiom တွေကိုကျွန်တော်တို့ idiom ထဲမှာပါတယ်အမားတွေကျွန်တော်တို့ပြင်ပေးရမှာဖြစ်ပါတယ်use the clues in bracket အဲ့တော့နောက်မှာကွင်းစာကွင်းမိတ်ထဲမှာပေးထားတဲ့ကျွန်တော်တို့တဲလွန်စာလေးပေးထားတာကိုသုံးလို့ရပါတယ် use a good general dictionary or a dictionary for idioms if necessary အဲ့တော့ကျွန်တော်တို့ပုံမှန် dictionary ပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်း idiom တွေအတွက်တီးတန့် dictionary ပဲဖြစ်ဖြစ်သုံးလို့ရတယ်လို့သူကပြောတာဖြစ်ပါတယ် number 1ကတော့ my father's foot was put down when I said I wanted a car for my 17th birthday he said I was too young ကျွန်တော်ရဲ့16တင်ပြည့်မွေးနေ့မှာကားလို့ချင်တယ်ပြောတော့ကျွန်တော်အဖေကညင်းနေဆိုတာဖြစ်တာပေါ့နော်အဲ့တော့ put someone foot down ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာဘာမှားနေရလဲဆိုတော့ my father's foot was put down လို့ကျွန်တော်တို့ကသုံးလို့မရပါဘူးကျွန်တော်ဘယ်လိုပဲသုံးလို့ရလဲဆိုတော့my father put his foot down ပဲဖြစ်မယ်ပေါ့နော်အဲ့တော့ဒီနေရာမှာသူ့ရဲ့အဓိပ္ပာယ်ကကျွန်တော်အဖေကညှင်းဆန်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ put down ဆိုတာကပြင်းပြင်းထန်ထန်ညှင်းဆန်တယ်အဲ့တော့ put someone foot down ဆိုတာကပြင်းပြင်းထန်ထန်ညှင်းဆန်ကျွန်တော်အဖေကကျွန်တော်ရဲ့16နှစ်ပြည့်မွေးနေ့မှာကားလို့ရှင်တယ်ပြောပြင်းပြင်းထန်ထန်ညှင်းဆန်ပါတယ်တဲ့သူကကျွန်တော်အရန်ငယ်သေးရဲ့လို့ပြောတယ်ပေါ့နော်အဲ့ number 2ကတော့ how was put the cat among the birds Sam is furious အဲ့တော့ဒီနေရာမှာ put the cat among the birds ဆိုတဲ့ idiom မရှိပါဘူးကျွန်တော်ဘယ်လိုမျိုး idiom ပဲရှိလဲဆိုတော့ put the cats among the pigeon ဆိုတဲ့ idiom ပဲရှိပါတယ်အဲ့တော့ bird နေရာမှာကျွန်တော်တို့က pigeon ဖြစ်ပါမယ် okay အဲ့တော့ဒီနေရာမှာ put the cat among the pigeon ဆိုတော့ခိုးပေါ့နော်အဲ့တော့ကျွန်တော်တို့က pigeons အဲ့တော့ put the cat among the pigeon ဆိုတဲ့ idiom ပဲကျွန်တော်တို့ရှိပါတယ်
ဒါကတော့ကျွန်တော်တို့ number 2ပါအဲ့တော့ put the cat among the pigeons ဆိုတဲ့ meaning ကကြတော့ဒုက္ခရောက်စေတာပေါ့နော်ဖယိုဖယဲဖြစ်စေအခက်တွေ့စေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့သူမပြောလိုက်တဲ့စကားလုံးကအကြက်တွေ့စေဒုက္ခရောက်စေဆိုတဲ့အဓိပ္ပာယ်နော် Sam is furious Sam ကအရန်ကိုစိတ်တူနေတယ်ပေါ့နော်သူမပြောလိုက်တဲ့စကားလုံးကြောင့်ပေါ့အဲ့ number 3ကတော့ you will be pleased to hear we arrived sound and safe in Peru အဲ့တော့ဒီနေရာမှာ sound and safe က idiom ဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့sound and safe ဆိုတာကျွန်တော်မရှိပါဘူး safe and sound မရှိရပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကရှေ့နောက်မှားနေတာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကပြန်ပြင်ရမှာဖြစ်ပါတယ်အဲ့တော့ safe and sound လို့ပဲဖြစ်ရမှာဖြစ်ပါတယ်အဲ့တော့safe and sound ဆိုတာကဘေးကင်းလုံခြုံစွာပေါ့နော်လုံခြုံချောချောမွေ့ပီရူးကိုရောက်တယ်ဆိုတာပြောချင်တာဖြစ်ပါတယ် number 4ကတော့ he was lying in his teeth when he said he had got a first class grade in his exam the truth is he failed အဲ့တော့သူကသူ့ရဲ့အတန်းမှာပထမရတယ်ပေါ့နော်ပထမရတယ်ပေါ့နော် first class grade ဆိုတာကအမှန်အများဆုံးရတယ်ပေါ့နော်ပထမရတယ်ဆိုတာကသူလိန်နေရလို့ပြောချင်တာပေါ့ lying through his teeth ဖြစ်မယ်ပေါ့နော်အဲ့ lying through his teeth ဆိုတာကကျွန်တော်တို့ပေါ်တင်လိန်တာပေါ့နော်အဲ့တော့ in his teeth လို့မရှိပါဘူး lion in his teeth လို့မရှိပါဘူး lion through his teeth ပဲရှိပါတယ် lion through his teeth ဆိုတာကပြောင်းလိန်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့သူကပထမရဆိုတာပြောင်းလိန်နေတာတဲ့ the truth is အမှန်တရားကတော့ he failed သူကဆောင်မွဲကြပါတယ်တဲ့ okay အဲ့တော့ဒါကတော့ကျွန်တော်တို့အမှားလေးတွေကိုပြင်ထားတာဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်တော့ကျွန်တော်တို့ unit 1က exercise ကတော့ဒီလောက်ပါပဲအဲ့တော့ကျွန်တော် unit 2မှာပြန်ပြီးတော့တွေ့ကြပါမယ်